大家好，我们明白吧？今天马到阿鲁维列到今嘛ဖြစ်ပါတယ်။ပြီးတော့ကြွားစရာလေးတစ်ခုရှိပါတယ်။အဆုံးထိကြည့်ပြကြပါဦးနော်။ကင်မရာကနည်းနည်းလေးညံ့နေတော့ရုပ်ကလေးရတော့သိမကြည့်ဘူးပေါ့နော်။ဒါကတော့ကျမတို့ရွာရဲ့အလှမဟုတ်ပါဘူး။အနောက်ဘက်ရွာကအလှပါ။ဒီနေရွာကကန့်နေတာဆိုတော့ဘယ်လိုဖြစ်ဖြစ်လဲလို့ရှိရင်နေရာလုံးပေါင်းလဲရပါတော့နော်။ဒါပေမဲ့အပြိုလေးရလေးလာပါတယ်။လူလဲတာကြည့်ပြီးဆိုတော့မင်းသမီးကတော့ကြည့်ပါမယ်မင်းသမီးကချင်းအဆိုတော်ရဆိုချင်းနဲ့လှည့်မကြဘူးနော်ဒါကြည့်လူရလဲအများကြီးပါပဲဒါကတော့ကျမတို့ရလာကြည့်လူဖြစ်ပါတယ်အလူအဲ့ဒီလူထက်ကိုလူပုံများနေပေါ့နော်ကြွားကြဆွာကတော့ကျမရဲ့အမချောလေးဖြစ်ပါတယ်သူ့ချင်းနဲ့ဗီဒီယိုလေးအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းထပ်ပြီးအားပေးကြပါအောင်ဘိုင်ဘိုင်